ဒီကိုခွဲတယ်ဆိုတဲ့ကိစ္စနော်မရဟောတဲ့ထဲမှာလည်းမပေါ့နော်အဲ့တော့ဘာလို့ခွဲရလဲဆိုဒီလိုက်ပါပိုးဆောင်တဲ့လူကြီးတာဝန်ကတရားရအောင်ကွဲသွားတဲ့ရေဦးပြန်ဆက်လို့ရပြီးသွားပြီအပီးပိုင်ဘာလို့သွားပြီကွဲသွားကြပြီဟလာကာယကရှင်မိသားစုနဲ့လည်းကွဲသွားပြီလိုက်ပါပိုးဆောင်တဲ့မိတ်ဆွေတွေဘာလို့သွားပြီအပီးပိုင်ကွဲသွားပြီပြန်ဆက်လို့မရနိုင်တော့ဘူးဆိုတော့လိုက်ပါပိုးဆောင်တဲ့လူကြီးဘာရအောင်တာဝန်ကရအောင်အဲ့ဒါကိုအစင်ဆိုင်ရတော့ခွဲတာလေမြင်တဲ့လူကလည်းမြင်တာတော့ဒီခွဲတော့ဟဲ့ကျိုးခွဲအောင်ဘာတမနဲ့အဲ့ဒီပဲလေးနဲ့ခွဲတာမခွဲတဲ့ကိစ္စမရှိပါဘူးဘိုးပေါ်လာနော်မခွဲတဲ့ကိစ္စမရှိပါဘူးအဲ့တော့အယူဆအလွဲလေးတွေအမှန်လေးတွေသိအောင်မလို့ပညာပေးတာဖြစ်ပါတယ်အများကြီးတနိုင်ငံလုံးမှာဘာဖြစ်တယ်လွဲနေတာနော်တနိုင်ငံလုံးမှာလွဲနေတာတော့ဘုသူကြောက်စရာရွှေသိန်းတော်ဆယ်တန်းဆောင်ဝဲအောင်စင်းထွက်ကန်ကြီးမှာရွှေသိန်းတော်ရင်ပြင်တော်ပေါ်မှာအပြောသိရင်လည်းအုံးသိအပြည့်ဖြစ်သွားအဲ့တော့ငပြောသိတဲ့အုံးသိရောက်တဲ့လူတော့အဆင်ပြေသွားတယ်အော်မသိန်းခွဲပဲဆိုတော့သူတို့မသိဘူးအသက်သက်သွားပြီးဆူတောင်းနေကြဟုတ်ကဲ့ဆူတောင်းပြင်းချင်းမပြင်းချင်းကမင်းရဲ့ပါရမီပေါ်မှာလည်းအများကြီးဆိုင်မင်းရဲ့ကုသိုလ်အကုသိုလ်တွေလည်းအများကြီးဆိုင်အလွဲနေတော့ကတော့ဘယ်ဖျားမဟုတ်ခဲ့ကတော့ပဲပါမယ်လို့ဖျားဟောခဲ့လားတကယ်လုံးတဲ့လုံးဒီဖျားကိုမင်းသူကြည့်ရင်ငပြောသည်ကိုအမဲဘာလို့လို့အမဲတော့မှဒီတဲ့အပြည့်လိုက်ကြီးဘူးတော့ခုံပါပြီးတော့သူရမယ်အတိဒီတဲ့အစိမ့်လိုက်ကြီးမတင်ရဘူးတချို့ကနကြသေးဆိုလည်းနကြသေးလုံးလိုက်ကြီးမခွဲဘူးကြည့်မဲ့လဲမဲ့ရောယူပြီးခွဲလို့ကိုင်တယ်ဖျားကိုဘာသွားလုပ်ခိုင်းဒီအတီးသွားဆောက်ခိုင်းတဲ့သဘောဖြစ်မနေဘူးလားညဆောက်ပြီးပါဦးသူများစားပါမှာဒီလိုဖြစ်မနေဘူးလားမပြောသေးတဲ့ကျန်တာစိတ်နေမိတ်တာတွေ့လိုက်တော့လို့ပါဘူးအမားတွေမင်းငပြောသည့်အစိမ့်အဲ့ဒါနနဒီအစိမ့်သွားတင်တော့ပါလေအဲ့ငပြောသည့်အမှန်နနဒီအမှန်လေးကိုတီးနော်ပကံလေးနဲ့သွားပြီးလေကုသိုလ်မရဘူးလားတို့အဲ့ဒါပါဘောစီချွတ်ချင်ရဘာရဲ့လို့ဘောစီချွတ်ချင်ရတာဒီပြရှိတော့ဟုတ်ပြီရွေးနေတယ်ဒါပါရွှေသိန်းတော့သွားပြင်လို့ရ